Hello ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒုတိယချန်နယ်ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေနားနဲ့မနာဖွားနဲ့နားလုံးသားနဲ့နားတော်မူပါပေါ့ဗျာနော်ဆိုတော့ဒီနေ့လေအဲ့လိုစိတ်ညစ်စရာတွေပဲပြောနေရတာမကောင်းပါဘူးဗျာကျွန်တော်လည်းမပြောချင်ပါဘူးတဲ့လားချိုးမိတ်ဆွေကျွန်တော်မေးတယ်ဗျာဂိမ်းရှယ်ရဲ့ရင်တော့ဆိုရင်ဂိမ်းရှယ်ဗီဒီယိုကြီးကြည့်ရတာပြောစရာကောင်းတယ်ပေါ့နော်ဟာသားလေးတွေပြောတယ်ပေါ့နော်အခုနောက်ပိုင်းမပြောတော့ဘူးပေါ့နော်အဲ့လိုပေါ့ဟာသားပြောတယ်ဆိုတာလည်းမကြိုက်တဲ့သူကများတော့မပြောတော့ဘူးပေါ့ဗျာမကြိုက်တဲ့သူများရဲဆိုတာအဲ့လိုမကိုလုံနေတဲ့လုံနဲ့ဒီဟာသားကြီးပြောနေရတယ်ကြတော့အဆင်မပြေဘူးဆိုကိုယ့်ကိုထင်လို့ပါเนาะအဲ့လိုကိုကကြရေမောပြနေပြီကိုကြောင့်ဘလုံးဆွတ်နေတဲ့သူတွေကြတော့ငိုနေရတယ်ဘာညာပေါ့เนาะအဲ့လိုမျိုးတွေဆိုတော့ရင်ထဲမကောင်းတော့ဟာသားတွေမပြောဖြစ်တော့ဘူးပေါ့เนาะဆိုတော့ကဲထားပါတော့ဗျာတောက်ကြနေတော့ကျွန်တော်ညံပြီးတော့မိတ်ဆွေရဲ့အကောင့်ယူဆထားပါတယ်เนาะဆိုတော့မိတ်ဆွေကျွန်တော်တို့ကတာသာဘိန်းဒီမှာ3-4ပေါ့3-4ဆိုတော့မိတ်ဆွေတို့၄နောက်ပိတ်ကွန်ပလေးဖြစ်ပါ၄နောက်ပိတ်ကွန်ပလေးဖြစ်တဲ့ကြောင့်မိတ်ဆွေတို့1နဲ့9ခွန်ဆိုတဲ့ကီးတွေအားကောင်းပါတယ်1နဲ့9ခွန်ဆိုတဲ့ကီးတွေကမိတ်ဆွေတို့ခွေးပြစ်တာက25ခန်းလို့ရှိပြီးတော့လုံးရနေတာက85ခန်းလို့ရှိပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေလို့ညံရှိတော့သုံးချပါเนาะတောက်ကြနေတဲ့မိတ်ဆွေတို့ကျွန်တော်ရဲ့အကောင်းဆုံးကီးကတော့1နဲ့9ကီးဖြစ်ပါတယ်เนาะကျွန်တော် YouTube ကမိတ်ဆွေရတော့ဘာပြဿနာမှမရှိဘူးဆိုရင်လည်း Viber Telegram မိတ်ဆွေများကတော့ကျွန်တော်တို့ကြံပြီးကြတဲ့ကပလုံဆွတ်နေတာပေါ့เนาะကျွန်တော်ကိုယ်တိုင်လည်းပလုံဆွတ်ပါတယ်เนาะဆိုတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကိုယ်တိုင်ကကျတော့ကျွန်တော်ပြောနေကြစကားတွေလို့ကျွန်တော်မှနီးစနစ်ရှိတယ်ကျွန်တော်ရဲ့နီးစနစ်ကိုကျွန်တော်လိုက်နာတယ်ဘယ်တော့မှကျွန်တော်ထပ်တိုးတွေပါကြီးလည်းမလုပ်ဘူးတင်းတာပြင်းတာလည်းကျွန်တော်မလုပ်ဘူးအဲ့ဒါကြီးလည်းကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်သွားနေကြလမ်းကိုကျွန်တော်တလန်းနဲ့လျှောက်တယ်ပုံမှန်လေးပဲသွားတယ်ဆိုတဲ့အကြောင်းမလို့ကျွန်တော်ထိတယ်ဆိုရင်တော့ကျွန်တော်ကအနာမပြင်းဘူးပေါ့ဗျာချိုးမိတ်ဆွေကျတော့လည်းကျွန်တော်ကဘလောက်ပြောအဲ့လိုထပ်တိုးတွေလုပ်တယ်အတကုံဝုန်းနေပြင်းနေအဲ့တော့သူတို့မှာအနာပြင်းကြတယ်ပေါ့နော်အနာပြင်းတော့အခုဒီအချို့ဆိုရင်ဖုံးဆက်ပြီးဆဲတာတော့ရှိပါတယ်ဒီနေ့ဆိုဆဲခံရတယ်နော်ဒါပေမဲ့လည်းကျွန်တော်နားထောင်ပေးလိုက်ပါတယ်ဘာလို့ဆိုတော့ကိုယ့်ဘက်ကလွန်သလိုဖြစ်နေတာပေါ့နော်ကိုကစေတနာနဲ့ပဲလှုပ်ဘယ်လိုပဲလှုပ်ကိုကဒီလှုပ်နေပြီးတော့ဘယ်လိုပြောမလဲညံပြင်းတဲ့အတွက်ကြောင့်မလို့အပြောခံရလည်းရှိတာပေါ့ဗျာเนาะဆိုတော့ကျွန်တော်ရဲ့ YouTube ကမိတ်ဆွေများကိုလည်းကျွန်တော်ပြောလို့တာကလေကျွန်တော်အမြဲတမ်းပြောနေကြပါလှုပ်တာလည်းမလှုပ်တာဆိုရင်မိတ်ဆွေတို့မလှုပ်တာအကောင်းဆုံးပါပဲเนาะမလှုပ်တာအကောင်းဆုံးပါပဲလှုပ်ပြီဆိုရင်တော့တလန်းနဲ့ရှောက်ပြီးတော့ကိုယ့်ရဲ့လောဘကိုထိန်းမှုလိုတယ်ပေါ့ဗျာကိုလောဘလည်းကိုမထိန်းနိုင်ဘူးကိုလှုပ်ချင်လှုပ်တယ်ပြီးရင်တော့ကျွန်တော်တို့ကကိုဖြစ်ကိုခံပေါ့ဗျာเนาะအဲ့လိုစိတ်လေးတော့ရှိဖို့လိုပါတယ်เนาะဒါကကျွန်တော်ကိုယ်တိုင်အားစားကျွန်တော်အဲ့လိုပဲပြောနေတဲ့စကားတွေဖြစ်ပါတယ်เนาะအဲ့တော့တိတ်နေဗျာကျွန်တော်မိတ်ဆွေများလည်းကျွန်တော်မျက်နှာကြီးနဲ့ကျွန်တော်စိတ်စင်းရဲစရာတွေပြောနေရတာလည်းမကောင်းပါဘူးเนาะအဲ့တော့ကျွန်တော်ပြောရှင်စရာလေးပြောချင်ပါတယ်ဒါပေမဲ့လည်းဟာတာတိတ်လို့မဖြစ်ဘူးဒီချိန်မှာလေအားကြောင့်မလို့เนาะသူကဒီထိုင်တော့ဆဲခံနေတာဆိုတော့ကဲမိတ်ဆွေတို့เนาะတောက်ကြနေတဲ့မိတ်ဆွေတို့ကျွန်တော်ရအကောင်းဆုံး break ကတော့36 break ဖြစ်တယ်အဲ့တော့36 break တဲ့36ကျွန်တော်ရဲ့ break က36 break formula ကမိတ်ဆွေတို့1နဲ့9ခွန်ဆိုတော့ကျွန်တော်တို့ပြန်ကြားတဲ့ကဆိုရင်1 1ရဲ့1 3ရဲ့သတိထားပါပြန်ကြားတဲ့မှာ1 1ရဲ့1 3ရဲ့အားကောင်းပါတယ်เนาะဆိုတော့မိတ်ဆွေ36 break ထဲမှာကျွန်တော်ကြားသိချက်မှုကတော့30ခွန်9 4 9 5 1 4နှစ်ဖြစ်ပါတယ်36 break ထဲမှာကျွန်တော်ကြားသိချက်မှုကတော့30ခွန်9 4 9 5 1 4နှစ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမြေ့ဆုံးပါစေစိတ်သွားတဲ့ကိုယ်ပါလျက်စနာပြည်စုံပြီးလောဘကိုအမှန်တကယ်ညံနေတဲ့မှာခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေတကယ်ပြောတာပါကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေများလည်းကတ်ဆက်ကြပါစေလို့ကျွန်တော်အမြဲတမ်းလို့ဆုတောင်းပါတယ်ခင်ဗျာတကယ်ပြောတာပါအားလုံးကိုအရင်ချစ်ပါတယ်နော်